စဝါရေနင်တတိထားဖို့တော့လိုလာပြီဟာဒါကိုခက်ပေါ်ပေါ်သဘောထားလို့တော့မရအောင်ဖြစ်နိုင်မယ်ဆိုရင်ရဲစခန်းကိုအကြောင်းကြားထားတင်တယ်ဟာရဲတော့အကြောင်းမကြားချင်ပါဘူးတော်ကြလုံကြုံရင်းနဲ့သွားနေရရင်ငါစိတ်ကြိုက်လှုပ်ရှားခွင့်မရပဲနေဦးမယ်အဲ့လိုသဘောလည်းမဟုတ်ဘူးလေဟာနင်အသက်အန္တရာယ်တဲ့ဘယ်ဟာပို့ပြီးအရေးကြီးလို့လဲခေါင်းမှာစမ်းပါနဲ့ဟာမဟုတ်ပါဘူးဟာငါသိပါတယ်ဒီကိစ္စကတက်ချင်းချောက်မှုတစ်ခုပဲပြီးရင်လည်းပြီးသွားမှာပါကိုလာပြအောင်ပြောတာဟုတ်တယ်ဆိုပါရဲ့ဘာပဲဖြစ်ဖြစ်ပေါ်တဲ့နော်သဘောထားလို့မရအောင်တတိဆိုတာပူတယ်မှမရှိရကွာဒါနဲ့ဘယ်သူလုပ်တယ်လို့ထင်တဲ့ကိုတင်ကဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်လည်းမသိဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဇဝမှာရန်သူတွေဝိုင်းနေရလေတခုတော့ရှိတယ်ဟိုတလုံးကဂျက်စီကာအမေနစ်ရှိလာပြီးပြဿနာရှာသွားသေးရဲ့လေဘယ်လိုဆိုဘာလို့ကိုမပြောတာလဲဂျက်စီကာအမေကဒီကိုလာဝရတယ်ဟဲ့လားဟာ तू ကဒီကိုလာကြဘာအကြောင်းမှမရှိတာဟုတ် तू ဇဝကိုဘာလို့သွားသေးလဲဘာပြောသွားသေးလဲဘာလို့ကိုမပြောတာလဲဇဝရဲ့မဟုတ်ပါဘူးတင်ခရဲ့ဘာအကြောင်းမှမထူးတာအဲ့ဒါကြောင့်မပြောတော့တာကျမစိတ်ထဲမှာလည်းအခုမရှိတော့ပါဘူးအဲ့လိုတော့ပြောလို့မရဘူးလေဇဝရဲ့ဇဝကိုအနေနဲ့တခုအပြင်ဘယ်လိုလုပ်မလဲဇဝနောက်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုပြောပါကွာနော်တော်ပဲချွေလို့မင်းကကျွန်တော်တွေးချင်တယ်ထူးထူးဆန်းဆန်းရှင်းကျမဘာကိစ္စတွေးချင်ရလဲဘာလဲအမှန်တိုင်းပြောရမလို့လားဒါတွေထားလိုက်ပါဘာဖြစ်လို့ကျွန်တော်အကူရဲ့အမှုတရားရုံးမှာဖော်လိုက်ရလဲကျမအလုပ်တာလေရှင်းမဝင်ဆွတ်ဖက်ခွင့်မရှိဘူးဘာလို့ဆွတ်ခွင့်မရှိရမှာလဲဒါကျွန်တော်မိသားစုရဲ့အတွင်းရေးလေခင်ဗျာဘာလို့တမင်ကျွန်တော်ရဲ့တငယ်ချင်းကိုတက်တည်ဖြစ်နေခေါ်လာရတာလဲကျမရှင်းကိုအရင်မေးပါတယ်ရှင်အစတွေကကျမကိုပုံမှန်လင်းလင်းပြောရမှာရှင်မပြောတာအဲ့တော့ကျမနီးကျမဟန်နဲ့တက်တေကိုရှားရတော့တာပေါ့ကျမကလည်းစေတနာကောင်းလို့ကံကောင်းသွားတယ်နဲ့တူတယ်တက်တေကိုတန်းကိုတွေ့တော့တာပဲရွှေစဝါကျွန်တော်ဒေါသထွက်လာပြီနော်ကျွန်တော်တော့မှကျွန်တော်အကူရဲ့အမှုဘယ်သူမှမသိစေချင်လို့ကိုယ်တိုင်အနစ်နာကိုခံပြီးတော့ထောင်ထဲဝင်ခဲ့တာအဲ့ဒါကိုခင်ဗျားလိုက်ဖော်နေတယ်ခင်ဗျားမလွန်လုံးလားမလွန်ဘူးကိုရဲလင်းထုံးကျမကတော့ကျမအမှုနိုင်ဖို့ဆိုရင်ဥပဒေဘောင်တွင်းကဘယ်အလုပ်ကိုမဆိုလုပ်မှာပဲအဲ့ဒါကျမအလုပ်ကိုကျမတာဝန်ကြည့်တာအခုလည်းရှင်မပြောလဲတက်တွေကိုကျမနီးကျမဟန်နဲ့ရှာမယ်ဆိုတဲ့အကြောင်းရှင်ကိုလာသတိပေးတာဒါပဲကျမပြောတာI don't ever slow up, no I don't
တော့ပါမယ် ဟဲ့အောင်အတူတူနဲ့အနူနူပဲဘာမှလာပြီးမင်းပို့ပြီးပင်ပန်းနေတယ်ငါပို့ပြီးပင်ပန်းနေတယ်လာလုံးဟာရခဏရှောင်းမိတယ်ငါတို့ချော့ချင် ကိုပြည့်ခတ်တာခန်းတွေကဘယ်ဒီတွေကိုကိုပြည့်လောက်ထားရလား အဲ့ဒါတွေက နောက်ထပ်လိမ်မစဉ်းစားနဲ့နော်ကိုပြည့်လောက်ထားရဆိုတာခတ်တာသိတယ်ဟုတ်တယ်မလား ဟုတ်ပါတယ်ခက်တာစိတ်ဆိုးလို့လား ဟမ်စိတ်ဆိုးပါအောင်အဲ့ဟာလေးတွေကိုခတ်တာစိတ်ဝင်စားတယ်ကိုပြည့်ဘယ်လိုလုပ်လဲ ဒီတိုင်းပြောပြလို့တော့ဘယ်ရမလဲ အဲ့ဒီတော့ ကိုယ့်ကိုခက်တာစိတ်ဆိုးပြင်မယ်ဆိုလို့ရှိရင်ကိုတင်ပေးမယ်လေ ရှင်တော်တော်လဲပါလားကိုပြည့်ရဲ့ ခက်တာစိတ်ဆိုးပြေဖို့အတွက်ဆိုရင်ဖုံးပြေဆိုတဲ့ကောင်ကခေါင်းကောင်းကောင်းသုံးပြီးတော့ဖြည့်ရှင်းရမှာပေါ့ခက်တာ ဟယ်လို ဟယ်လိုသင်ခဘယ်ရောက်နေပြီလဲကျမဒီမှာရဲလင်းထွန်းနဲ့တွေ့ပြီးအင်းစိန်ထောင်ထဲကထွက်လာနေပြီ သဘောပြီးသွားပြီလား sorry ပါဇော်ရဲ့ကိုကမပြီးသေးဘူးထင်လို့ဟိုကိုကလေလမ်းမှာအရေးကြီးကိစ္စတွေကိုဝင်လိုက်ရလို့ပါကိုခုလာနေပြီနော် ဟာသင်ခလည်းကျမလာကြိုပေးပါလို့ကြိုပြောရတဲ့သားနဲ့ဘာလို့နောက်ကျနာလဲဒီမှာအခုကျမလမ်းပေါ်မှာတယောက်တည်းမြန်လာပါသင်ခရဲ့ဒီလမ်းကလူပြက်လို့ ဇော်ဘာမှမကြောက်နဲ့နော်ကိုခုလာနေခဏနေဆိုကြောက်ပြီနော်ဇော်ဒါပဲနော်ဇော် ငါစပီးရတာပဲနော် ဇော်ဖြစ်တယ်ဟမ်ဇော်ဖြစ်တယ်လေ ကားထိုက်ပါလားနားပြီစဝါရဲ့ရှေ့အောင်နိုင်နေအိမ်မှာဘာလို့မနေရလဲအိမ်မှာအေးစေးနန်းနန်းနေရမဟုတ်ဟာချွေးလိုက် ရပါတယ်လာပြီရဲ့ငါနေတာပါတယ်ရုံးမှလည်းအလုပ်ကိစ္စလေးရှိသေးရဲ့လေအိမ်မှာနေပြီးငါဘာလုပ်ရမှာလဲရုံးမှာအမြဲနေနေတာဆိုတော့အိမ်မှာတစ်ရက်လုံးနေရရင်ငါနေတတ်မှာမဟုတ်ဘူးဟာဟုတ်တယ်မလား အေးပါစဝါရဲ့နင့်ကိုပြောလိုက်ရင်စီစီလက်တွေကအပြည့်ပဲငါလေနင့်ကိုပြောလို့မနိုင်တော့ဘူး မဟုတ်ပါဘူးလားဗျရဲ့အလုပ်ဆိုတာမျိုးကလေတရက်ဖြစ်ထားလို့ရှင်တရက်စာပုံသွားတတ်တာမျိုးဟဲ့အဲ့ဒါကြောင့်ပါ ထင်းတဲ့အတိုင်းပဲရွှေစွာတယောက်တော့ဟာလေအိမ်မှာအေးစင်းနားမနေဘူးနော် ဒဏ်ရာတက်တာပါလေတင်ခါရဲ့ဘာမှမဖြစ်ပါဘူး စပါဒီကိစ္စကိုပေါ့ပေါ့ဆဆတော့ထားလို့မရတော့ဘူးဟိုနေ့ကဇဝါစီကိုချင်းချောက်စာပို့တယ်မနေ့ကကျတော့ဇဝါကိုကားနဲ့တိုက်ဖို့ကြိုးစားတယ်တိုက်ဆိုင်တာတော့မဟုတ်တော့ဒါဇဝါကိုတမင်လှုပ်ကြံတာဒီတော့ကွာဟိုရက်ကကိုလာပြေပြောသလိုမျိုးပဲကိုရဲကိုတော့အကြောင်းကြားတယ်ပြီ ဟာမဟုတ်တာကားကသူ့ဘာသာသူအချိန်နဲ့မောင်းလာရင်မတော်တဆဝင်တိုက်တာလည်းဖြစ်နိုင်တာပဲနောက်ပြီးကျမကလည်းလဲသွားတော့သူတို့ကြောက်လန့်ပြီးထွက်ပြေးသွားတာလည်းဖြစ်နိုင်တာပဲ ဘယ်လိုပဲဖြစ်ဖြစ်ဟာငါတို့ဘက်ကတော့တစ်ခုခုတော့ action ယူဖို့လိုတယ် ငါဘက်ကမသေးကြဘဲနဲ့ဘာမှမလုပ်ချင်သေးဘူးလားပြည့်ရဲ့နင်လည်းဘာမှမလုပ်ပါနဲ့အောင်ငါတို့စောင့်ကြည့်အောင်မယ်ဟာ ကိုလည်းစောင့်ကြည့်ကြပါရကွာဒါပေမဲ့အခုကဇဝါကိုချင်းချောင်းနေတစ်ခါမကနှစ်ခါဖြစ်လာပြီဒီလိုကိုလိုရှေ့ဆက်ပြီးဘာဆက်လုပ်ရမယ်ဆိုတော့စဉ်းစားသင့်ပြီကွာ
ဟုတ်တယ်ကိုသိန်းကပြောတော့ငါသဘောတူတယ် နေကြပါအောင်ဟာဒီကိစ္စကိုနောက်ွယ်ကနေဘသူကြိုးကင်နေဆိုတာအရင်သေးကြပြစေအောင်ကျမကရှေ့နေဆိုတော့တက်တယ်မပါပဲဘာမှမလုပ်ချင်ဘူး စပါကိုစပါကိုစိတ်ပူရဆိုပါရဲ့ဟိုလေကိုမမဟုတ်ပါဘူးကွာစဝါနာမှာစဝါကိုစောင့်ရှောက်ပေးနိုင်မယ်လို့တယောက်ယောက်ရှိမယ်ဆိုရင်ကိုချင်တယ်မှာပါဥပမာကိုလာလေးဖြစ်ဖြစ် မတန်းလို့ရဟိုကျမတစ်ခုလောက်ခွင့်တောင်းကြလို့မတန်းလို့မျိုးသားကိုလောက်အောင်သုံးပြီးတဲ့ကွန်ပျူတာကိုလေညီမနောက်တစ်ခေါက်လောက်ဖွင့်ကြည့်ခြင်းတယ် ။အော်ဟုတ်ကဲ့ရပါတယ်။လိုအပ်ရင်လုပ်လေရတယ်နော်။အမကတော့ဘာမှမသိဘူးညီမလေးက ဟုတ်ကဲ့မဟုတ်သူခန္ဓာရဲ့ပတ်စော့ကိုညီမဖွင့်ကြည့်ပါအောင်မယ်အဆင်ပြေဆိုတော့ညီမကြည့်ခြင်းတယ်မ ။ဟုတ်ကဲ့ရပါတယ်ကြိုက်တယ်လို့လုပ်ပါညီမလေး ဟိုအမကိုလောက်အောင်လေဒီကွန်ပျူတာပြင်တခြားသုံးသေးလား ။တခြားကွန်ပျူတာတော့မရှိဘူးညီမလေး။ဒီဟာတော့မှသူပတ်စံကိုချစ်ကိုစုပြီးဝယ်ထားတာ။ဒါတော့ဘာလို့ဝယ်မှန်းတော့မှလည်းမသိပါဘူးညီမလေး အော်အမဟိုကိုလောက်အောင်ကားတိုက်ခံရတော့စင်းဝါဘာပစ္စည်းတွေပြန်ပေးလိုက်သေးလဲ ။စင်းဟွာကိုလောအောင်ပစ္စည်းဆိုပြီးအထုပ်တော့လာပေးထားတယ်ညီမလေး။အဲ့ဒီထုတ်တော့ရှိရ။အမလည်းအဲ့ဒီထုတ်ဘာမှမသိဘာမှလည်းဖြစ်မကြည့်ရတယ်ဒီတိုင်းပဲရှိတယ်ညီမလေး အဲ့ဆိုရင်လည်းမညီမအဲ့ထုတ်လေးကြည့်လို့ရမလား ။ရပါတယ်ညီမလေးရပါတယ်။အမသွားယူပေးမယ်နော် ဟုတ်ကဲ့မ ။အမလေးဒီမှာလေ ဟုတ်ကဲ့မ ဒါတွေပဲလားမ ။ဟုတ်ကဲ့စင်းဟွာပေးလိုက်တာတော့ဒါအကုန်လုံးပဲညီမလေး။ စိတ်ညစ်ပါတယ်မဒါဆိုညီမသွားတော့မယ် ဟုတ်ကဲ့ဟုတ်ကဲ့အော်ဒါနဲ့လေညီမလေးမခုမှတတိရတယ်ကိုလာအောင်ရင်ကွန်ပျူတာသုံးတော့ကလေကွန်ပျူတာဘေးပေါက်ကိုပြောင်ပြောင်လက်လက်နဲ့ဟာလေးကိုထိုးပြီးသုံးတာတွေ့ရဲအဲ့လားတွေတော့ရှိတယ်ကြည့်အောင်မလား ခင်ဗျာမင်းလားဟုတ်ကဲ့မညီမကြည့်ကြတယ် အဲ့ဒါခဏလေးတော့မိုင်းသွားယူပြန်ဒီဟာလေးလေးညီမလေး ဟုတ်တယ်မကျေးဇူးတင်လိုက်တာမရဲ့
ရှိတဲ့ကွန်ပျူတာတစ်ခုလုံးကိုလည်းမှွေနောက်ရှာခဲ့နောက်ဆုံးဟာဆေးရုံကနေပြီးတော့ပြန်ပေးလိုက်တဲ့သူ့အထုပ်လေးထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုလည်းငါရှာကြည့်သေးတယ်တကယ်ပါဟာဘလို့မှရှာလို့မတွေ့တာ ဒါမှမဟုတ်လေခက်တာဆော့ဆော့ပြောရင်မဟုတ်လားခက်တာကိုပို့လိုက်တဲ့ဗီဒီယိုဖိုင်တစ်ပိုင်းတစ်စပဲသူ့ကွန်ပျူတာထဲမှာတွေ့ရဆိုတာလေသူ့မှာအဲ့ဒါပဲရှိရတာမသိဘူးနော်ခက်တာကိုဘယ်လိုထင်လဲ ခက်တာရောအဲ့လိုမထင်ဘူးဒီလူမှာဗီဒီယိုဖိုင်အပြည့်စုံရှိကိုရှိရမယ်မော်ပဲစဉ်းစားကြည့်လေသူတို့ပေးလိုက်တဲ့ဗီဒီယိုဖိုင်ကနမူနာပဲရှိသေးတယ်သူ့ရှိမှာဗီဒီယိုဖိုင်အပြည့်စုံရှိနေလို့သာတို့ပတ်စံနဲ့ရောင်းမယ်ဆိုပြီးကန့်လန့်လာတာပေါ့အဲ့လိုမှမဟုတ်ရင်ခက်တာရောဘာကိစ္စဝယ်မှာလဲ तू ရောဘာကိစ္စနဲ့ရောင်းမှာလဲမဟုတ်ဘူးလား အဲ့ဒါဆိုရင်ဦးရဲကျော်တို့များလက်ဦးမှုရသွားပြီလားမသိဘူးနော် ခက်တာလည်းအဲ့ဒါကိုပဲစိတ်ပူတာမော်ကြီးတကယ်လို့ဦးရဲကျော်တို့လက်ထဲတာဒီတက်တွေရောက်သွားပြီဆိုရင်ဒီတက်တွေကဘလို့မှထွက်လာစရာအကြောင်းမရှိတော့ဘူးခက်တာလေလေတက်တွေမရှိတော့လူတက်တရခံတယောက်ကိုဒီတိုင်းလွတ်ပေးလိုက်ရတော့မယ်ဒုက္ခပါပဲဟာစိတ်ချင်းကြက်လိုက်တာ စိတ်တမကြပါနဲ့ခက်တာရဲ့နီးလည်းတစ်ခုခုတော့ရှိလာအောင်ပါပါစိတ်ချက်တွေပါရဲ့လဲထွက်လာအောင်ပါပဲဥစ္စာ စိတ်တက်မကြပါဘူးဟာငါစိတ်တက်ကြလို့လေလေဘသူအတွက်မှကောင်းကျိုးရမှာမဟုတ်တာမောကိုလေတို့အရန်ကျေးဇူးတင်နေသလားအခုလိုအားပေးရတဲ့အတွက်လေ ခက်တာရဲ့မင်းကိုလေမောအိတ်စိတ်တက်တွေပဲလေးစားသိလားခက်တာဘလို့အခက်ခဲနေပဲကြုံရဲရင်မှုနဲ့ပဲရင်ဆိုင်မယ်ဆိုရဲစိတ်ခက်တာမှာအပြည့်ရှိရဲ့အားအကြောင်းလေဒီအမှုမှာခက်တာနိုင်ကိုနိုင်မှာပါကွာမင်းတို့တို့လေးစားရဲကွာတကယ်ပါ အမလီမော်ရဲ့မော်လဲတနေ့တို့လိုဖြစ်လာမှာပါမော်ကလေတို့နောက်မှချိန်မှဆင်းပြီးတော့တို့နောက်မှလိုင်စင်ရတော့လောက်တဲ့နုနေသေးလို့ပါဟိုလေမော်တယောက်တည်းခွဲလောက်တဲ့ခါကျရင်တို့လည်းပြောလေတို့လည်းကုညီမှာပေါ့မဟုတ်လား အမခက်တာရဲ့ကျေးဇူးတင်ပါရဲ့အာ ကိုပြည့်ခက်တာကိုဘေးရီဖြေနေလေလို့ပြမယ်ဆို ဘာလို့ဆန်ကားတွေစောနေတာလဲအရင်ဆုံးခက်တာသိကျင်တယ်မလားအရင်ဆုံးခက်တာထဲကြည့် ဟုတ်ပါပြီမပြတ်တတ်ခြင်းလည်းနေပေါ့ ဖောက်တင်နေမှာပါတေချာတဲ့ကြီးတော်လာပြီပြေးပြေးလေး ကဲရီမနေပါနဲ့လောက်ပြပါတော့ ခက်တာကိုအများကြီးပြောရမလားအရာရာတိုင်းမှာစဉ်းစားရတဲ့နီလန်းတွေရှိတယ်လို့နီလန်းသိသွားရင်အဖြေရှိသွားမှာပဲ
ကိုလုတ်ပြသွားရင်လွယ်တယ်လို့တော့မပြောနဲ့နော် ဟုတ်ပါပြီဆရာကြီးရဲ့ပြမှသာပြစမ်းပါ ရပါပြီဟုတ်ဒီလိုကြတော့လေဟုတ်နေတာပဲ ခဏပြောတယ်လေခက်တော့လွယ်တယ်လို့တော့မပြောနဲ့လို့ အဲ့ဆိုဒါတော့ထားပါတော့ ဟင် ဟိုတစ်ခါလေအခန်းထဲမှာကြက်ဥလုံးလေးကိုလေသူတို့ထောင်ပြလေအဲ့ဒါကိုဘယ်လိုလုပ်တာလဲ ဆရာမရေလောလိုက်တာ ကိုခတ်တာကိုပြောထားတာပဲအရာရာတိုင်းမှာနီးလန်းနေရှိပါတယ်ဒါရောကိုယ့်ကိုစမ်းပြီးထောင်မလား တော်ပါပြီဆရာကြီးပဲလုပ်ပြပါဒါကြောက်လေဟုတ်နေတာပဲ နီးလန်းတွေကိုသိပြီဆိုတော့ဒီနီးလန်းလေးတွေကခတ်တာစဉ်းစားတွေးခေါ်မှုလေးတွေအသိရတာပေါ့ ကိုပြစ်ပြောမှာပဲ ဖမ်းစုပ်ကြောက်တုံးတုံးတွေ့လဲပြေးဖက်နေဖြစ်နေတာအခုကိစ္စကြတော့ငါကြောက်ထက်လည်းမသွားရလို့နင်းကိုဖော်ခေါ်လာခဲ့လိုက်တာအခုသွားနေတဲ့တက်သေးဆိုတာတော့ငါတို့အရင်မျောနေတာလို့မရဘူးဟာ ငါလည်းအားရင်နင်းတော့ကိုအမြဲလိုက်ပေးခြင်းပါတယ်ဟာဟိုဒါနဲ့အခုတလောကိုတင်ခါပြောင်းနေတယ်လို့ပဲနော်နင်းနဲ့အဆက်အသွယ်ရှိသေးလား ဖုန်းခေါ်တာလည်းခေါ်လို့မရဘူးဟာသူလည်းဘာဖြစ်နေမှမသိပါဘူးလာပြီအရေးကြီးနေပါဆိုမှနင်ဘာလို့အောင်လို့လဲ ဟိုကငါတွက်လိုက်ခဏသွားနေတော့ အော်နင်ကလေရေးရအကြောင်းရဖြစ်ရမယ်ကဲတော့အော်အဲ့ဆိုလို့ရှိရင်ငါလည်းဖုန်းပဲကုန်ကနေနေပြီငွေဖြစ်ကဆင်းဝင်လာအောင်မယ် ဟေးပြီးပြီ အခုဟိုဖုန်းက9000နဲ့တကားလောက်ပြီပါ ဟယ်လိုစဝါ တင်ခကိုရောချောဘယ်ပြောင်း sorry ပါစဝါရဲ့ကိုအလုပ်လေးနည်းနည်းရှုပ်သွားလို့ပါစဝါအခုဘာမှလဲ ကျမလားအခုတက်တီတစ်ခုရမယ်ဆိုလို့တညင်ဘက်ရောက်နေတာ စဝါတယောက်ထဲလားဘယ်သူပါသေးလဲ မဟုတ်ဘူးလာပြည့်လည်းပါတယ်
ဟိုလေလာပြပါလာရဲဆိုတာကလေဟိုအခုတက်တည်ရမယ်ဆိုပြီးဖုန်းဆက်တဲ့စီကိုကျွန်မတိတ်ပြီးစိတ်ထဲမှာမတင်ငါလို့အားကြောင့်လာပြကိုခေါ်လာခဲ့လိုက်တာ အခုဇဝါဘယ်နှရောက်နေပြီလဲဟိုကိုလိုက်လာခဲ့မယ်လေဇဝါရှိတဲ့နေရာကိုပြပြနောက်လိုက်ခဲ့မယ် ဒါကျွန်မလည်းဘယ်နေရာလို့တော့အတိအကျမပြောတတ်ဘူးတင်ခါရဲ့အော်ဒီလိုလုပ်လေကျွန်မ GPS ဖွင့်ထားလိုက်မယ်လေတင်ခါအဲ့တိုင်းလိုက်ခဲ့လိုက်ပါ อ๋อဟုတ်ပြီအဲ့ဒါဆိုရင် GPS ဖွင့်လိုက်မယ်လေနော် GPS ဆက်ကြည့်လိုက်မယ် အဲ့ဆို GPS ဖွင့်ထားလိုက်ပြီလေတင်ခါ ဇဝါ okay ရပြီဒီမှာ line ချိတ်ပြီ okay GPS ရပြီတော့ပါ ဟုတ်တယ်ပြီးရောလေအဲ့ဒါ လောက်မှန်းတော့စူးစမ်းတော့ကိုပြောကြလားဇဝါဇဝါ ကိုလာလေဒီမှာဆင်ပြေလားဇဝါကိုကူးဆိုင်လိုက်ပါလားနော်ကျွန်တော်ကိုတော့လိုက်လိုက်မယ်ကျွန်တော်လာဝါလို့ဇဝါကိုပြောပါ ဟိုလူတွေအခုပဲထွက်ပြေးသွားကြပြီ ပြင်းပြင်းနဲ့လည်းတရားရည်အများကြီးပဲ
ရပါတယ်ငါကိစ္စမရှိဘူးနင်နာကမှခေါင်းထိထားတာငါတို့ရေစိတ်ကင်းတော့ကြအောင်ဟာဒီ